ဒါပေမဲ့မင်းအခုတလောဘာဖြစ်နေတာလဲလူနာတွေအများကြီးကမင်းကဲတင်ပေးဖို့စောင့်နေကြတာလေဒါကတော့ကျွန်တော်ပေါ်တော်တော်လေးပြင်းထန်တဲ့ဆွဆွဲချက်ပဲစေယုံအုပ်ကြီးကျွန်တော်ကကိုရီကိုရာခံစားချက်ကြောင့်လုပ်နေတာမဟုတ်ပါဘူးစေယုံကသတ်မှတ်ထားတဲ့အလုပ်သမားဥပဒေနဲ့စီမင်းတွေကိုပဲအတိအကျလိုက်နာနေတာပါတနေ့၈နာရီအလုပ်လုပ်တဲ့အချိန်မှအလုပ်ဆင်းနေပြောပါဦးကျွန်တော်ဘာမှနေလို့လဲသူကြောင်သွားပြီးမျက်နှာပြတ်သွားတဲ့စီမင်းဆိုတာကတော့ရှိတာပေါ့ဒါပေမဲ့လူဆိုတာကတော့အခြေအနေကြည့်ပြီးပြောင်းလဲရတာပေါ့ဆရာဝန်တယောက်အနေနဲ့ကျွန်တော်တို့အတွက်အရေးကြီးဆုံးကဘာလဲစေဘက်ဆိုင်ရာကျင့်ဝတ်ပေါ့ကျွန်တော်မောကြည့်လိုက်တယ်ရွှေရောင်မျက်မှန်နောက်ကကျွန်တော်ရဲ့အကြည့်တွေကသူ့ကိုဆူဆူရှာရှာစိုက်ကြည့်နေမိတယ်ကျွန်တော်ရဲ့ကျင့်ဝတ်ဆိုတာကျွန်တော်ရဲ့၈နာရီအလုပ်ချိန်တွင်းမှာပဲရှိပါတယ်အဲ့ဒီအချိန်တွင်းမှာတော့ကျွန်တော်200%အာရုံစိုက်ပြီးလူနာတွေကိုကယ်တင်ခဲ့တဲ့တခါမှလည်းအမှားမရှိခဲ့ဘူးကျွန်တော်ခဏရက်လိုက်ပြီးကိုအရှိကိုအနှဲငယ်ကိုင်းလိုက်တယ်သူ့မျက်လုံးတွေကိုစိုက်ကြည့်ပြီးတလုံးချင်းတေချာပြောလိုက်တယ်ကျွန်တော်ရဲ့ကျင့်ဝတ်ဆိုတာဟာတချို့လူတွေရဲ့အရေးချင်းမရှိမှုနဲ့လောဘတွေကြောင့်ဖြစ်လာတဲ့အမှားတွေကိုဖာထေးဖို့စေယုံရဲ့စီမံခန့်ခွဲမှုအလွဲချော်တွေကြားတဲ့ကရှုပ်ထွေးမှုတွေကိုလိုက်ရှင်းပေးဖို့အတွက်အလကားရတဲ့ကိရိယာတစ်ခုမဟုတ်ဘူးစေယုံကြီးရဲ့မျက်နှာချက်ချင်းပဲတွေးမရှိသလိုဖြူလျော့သွားတယ်ကျွန်တော်လည်းသူ့ကိုပြန်ပြင်ဖို့အချိန်မပေးတော့ဘူးကျွန်တော်ဖုန်းကိုထုတ်ပြီးတက်ပုံပြလိုက်တယ်သူရှိကိုဖုန်းတိုးပေးလိုက်တာပေါ့အဲ့ဒါကဒရိုက်တာဝန်ခိုင်ရဲ့ social media က screenshot တစ်ခုပါသူကအသစ်ဆက်အဖြူရောင်စိန်ခံကားကြီးကိုမှီပြီးနေကာမျက်မှန်နဲ့ပြုံးပြီးနေတာသူ့ရဲ့9000 bonus ကိုရပြီးနောက်တနေ့မှာပဲတင်ထားတဲ့ပုံလေးဒရိုက်တာကြည့်ပါဦးဒရိုက်တာဝန်ရဲ့ဘဝကတော့ခန်းထားလိုက်တာဒါပေမဲ့3000ပဲရတဲ့ကျွန်တော်လိုကျွမ်းကျင်ပညာရှင်ကြတော့အချိန်မရွေးအသိရှိနေပေးရမယ်ရေပူဇော်တဲ့တူးတကောင်လိုပဲနေတဲ့နယ်ပေါ့လေစေယုံကြီးရဲ့အသက်ရှူတန်တွေပြင်းလာတယ်သူဖုန်းထဲကပုံကိုကြည့်ပြီးနှုတ်ခမ်းတွေတုန်နေပေမဲ့စကားတခုမှထွက်မလာတော့ဘူးရုံးခန်းထဲကလေတုကအေးခဲသွားတယ်လို့ပဲဒီစကားဝိုင်းပြီးသွားပြီဆိုတာကျွန်တော်သိလိုက်တယ်ဒရိုက်တာတခြားကိစ္စမရှိရင်ကျွန်တော်လူနာသွားကြည့်လိုက်အောင်မယ်အခုကကျွန်တော်ရဲ့အလုပ်ချိန်တွင်းမှာပဲရှိပါသေးတယ်ကျွန်တော်ထွက်လိုက်တယ်ဖြူဖြောပြီးဒေါသထွက်နေတဲ့စေယုံအုပ်ကြီးရှိမှဂျာကင်ဖြူကိုတေချာပြင်ဝတ်ကောင်းတစ်ချက်ညှိပြပြီးထွက်လာခဲ့တယ်သူ့ကိုတော့အေးဆက်သွားပြီဖြစ်တဲ့လက်ဖက်ရည်ခွက်ကြီးနဲ့ပဲခြံထားခဲ့လိုက်တာပေါ့စေယုံအုပ်နဲ့စကားပြောတာကသူဖြစ်စေချင်တယ်လို့ဖြစ်မလာခဲ့ဘူးကျွန်တော်ရဲ့အချိန်မှန်အလုပ်ဆင်းတဲ့လုပ်ရက်ဟာကိုပိုင်ကိစ္စကနေတိတ်ဆိတ်တဲ့ဆန္ဒပြမှုတစ်ခုဖြစ်လာခဲ့တယ်အတင်းအကျပ်လုပ်လို့မရမှန်းသိလာတော့ဝါခိုင်ကနီးလန့်အစ်နဲ့ကျွန်တော်ကိုတိုက်ခိုက်ဖို့ကြိုးစားလာတော့တာပဲမကြခင်မှာပဲစေယုံရဲ့အင်တာနက်ဖိုရမ်မှာအမည်မဖော်လို့သူတယောက်က post တစ်ခုတင်လိုက်တဲ့ခေါင်းစဉ်ကနီးပညာရှင်ကြီးတယောက်ရဲ့မျက်နှာဖုံးကိုခွာချခြင်းသူဟာတကယ်ပဲလူနာတွေတွေ့လာတဲ့အဲ့ဒီထဲမှာကျွန်တော်နာမည်ကိုတော့မဖော်ပြထားဘူးဒါပေမဲ့ဖတ်လိုက်တဲ့သူတိုင်းကပတ်စံမရလို့လူနာတွေကိုပြစ်ထားပြီးကြီးတိုက်နေတဲ့ဆရာဝန်ဟာကျွန်တော်မှန်းသိကြတာပေါ့ချန်လင်းရွယ်ရဲ့ post ကကျွန်တော်ကိုပတ်စံကြောင့်လူတက်မဲ့ကျင့်ဝတ်မရှိတဲ့ဆရာဝန်တယောက်လိုပုံဖော်ထားတာထောက်ပံ့ကြီးကိုမကျေနပ်လို့ခက်ခဲတဲ့ခွဲစိတ်မှုတွေကိုတမင်နှောက်နေအောင်လုပ်ပြီးလူနာတွေကိုတစခံလုပ်ပြီးအပေးယူလုပ်နေတယ်ဆိုပြီးရေးထားတာပေါ့အဲ့ဒီအောက်ကကွန်မန့်တွေကတော့ချက်ချင်းဆိုသလိုပောက်ကွဲကုန်တော့တာပဲအမှန်တရားကိုမသိတဲ့စီမံခန့်ခွဲရေးဝန်ထမ်းတချို့ကကျွန်တော်ကိုအမြင်မကျဘူးဆိုပြီးဝိုင်းပြောကြတယ်။တခြားဌာနကဆရာဝန်တချို့ကလည်းကျွန်တော်စိတ်ခံစားချက်ကိုရှေ့တန်းတင်နေတယ်ဆိုပြီးစိတ်ပြက်ကြောင်းပြောကြတာပေါ့။ဒါပေမဲ့နှလုံးဌာနကလုပ်ဖို့ကိုင်ဘက်တချို့ကတော့ကျွန်တော်ဘက်ကကာကွယ်ပေးကြပါသေးတယ်။ဒါပေမဲ့ကွန်မန့်တွေကြားထဲမှာပျောက်သွားတာပါပဲ။ခဏအတွင်းမှာပဲတစေးရုံလုံးရဲ့ပြောစရာဟာကျွန်တော်ဖြစ်သွားခဲ့တယ်။လမ်းလျှောက်သွားရင်တော့လူတွေကကျွန်တော်ကိုထူးဆန်းတဲ့အကြည့်တွေနဲ့ကြည့်ကြတယ်။တချို့ကအထင်သေးတယ်တချို့ကတော့နှမျောကြတယ်တချို့ကတော့လှောင်ပြုံးကြတာပေါ့။အဲ့ဒီနေခင်းကျွန်တော်ထမင်းစားဆောင်ကိုသွားခဲ့တယ်စီမံခန့်ခွဲရေးရုံးကကောင်မလေးတချို့စုပြီးကျွန်တော်ကိုလက်ညှိုးထိုးပြောနေကြတာသူတို့အတန်တွေကကျွန်တော်ကြားနိုင်အောင်လောက်ရှိတယ်အဲ့ဒါသူပဲမလားကြည့်ရတာတော့အေးအေးဆေးဆေးလေးဒီလောက်ရက်ဆက်လိုက်မယ်လို့မထင်ထားဘူးဟုတ်ပါသူ့ကြောင့်လူနာတွေခွဲစိတ်ဖို့ကြံ့ကြာနေတာတဲ့သူ့ပညာကိုတုံးပြီးကြိုက်တယ်လို့လုပ်နေတာဒါမျိုးလူတွေကအကြောက်ရဆုံးပဲအဲ့ဒီအချိန်မှာပဲဝန်ခိုင်ကထမင်းစားလင်ပန်းကိုကင်ပြီးလမ်းလျှောက်လာတယ်ကျွန်တော်ဘေးမှာရက်လိုက်ပြီးအရန်စိုးရင်ပေးနေတယ်လို့ပုံစံမျိုးနဲ့ဆရာချမ်းလူတွေပြောနေတာတွေကိုစိတ်ထဲမထားပါနဲ့စိတ်မကြည်နဲ့ဆရာရှိတာနားလည်ပါတယ်ဒါပေမဲ့ဒီလောက်အထိလုပ်ပြလိုက်တော့ဆေးရုံရဲ့ဂုဏ်သိက္ခာကိုထိခိုက်တာပေါ့ဒါကဆရာအတွက်ရောကျွန်တော်အတွက်ရောမကောင်းဘူးလေဟုတ်တယ်မလားသူကတော့ဒီပြဿနာတွေနဲ့ဘာမှမဆိုင်တယ်လို့မျိုးဖြန့်ဖြေပေးတဲ့လူပုံစံဖမ်းနေတာပေါ့ဘေးကလူတွေရဲ့အကြည့်တွေကပိုပြီးဆူရဲလာတယ်အားလုံးကကျွန်တော်ဘယ်လိုတုံ့ပြန်မလဲဆိုတာစောင့်ကြည့်နေကြတာကျွန်တော်ဒေါသတကြီးထပ်ပေါက်ကွဲမလားဒါမှမဟုတ်ကိုခုခံကာကွယ်မလားပေါ့ဒါပေမဲ့ကျွန်တော်ဘာမှမလုပ်ခဲ့ဘူးသူ့ကိုတစ်ချက်တောင်လက်မကြည့်ဘူးကိုထမင်းလင်ပန်းကိုကင်ပြီးသူ့ဘေးကနေတက်လျှောက်သွားလိုက်တယ်ပြီးတော့ငိန်နဲ့ထောက်တနေရာမှာထိုင်စားနေလိုက်တာကျွန်တော်ပခုံးကိုလာပုတ်ဖို့ပြင်နေတဲ့သူ့လက်ကြီးလေးထဲမှာတောက်ကြီးကြံခဲ့တယ်သူမျက်နှာကလည်းချက်ချင်းပဲခရမ်းကျင်သည်လိုနီးမြန်းသွားတာပေါ့လူတယောက်ကိုလစ်လူရှုလိုက်တာဟာဘလို့ပြန်ပြောတာထက်မဆိုပိုပြီးထိရောက်တဲ့လက်နက်ပဲလေဝန်ခိုင်တယောက်လူကြားထဲမှာလူပြက်ကြီးလိုဖြစ်နေချိန်မှာကျွန်တော်ကတော့အေးအေးဆေးဆေးပဲထမင်းစားနေလိုက်တယ်ဒါပေမဲ့လည်းလူတွေရဲ့အတင်းဖြစ်တွေကတက်ရောက်မှုတော့ရှိနေတော့မှာပဲအရင်ကရင်းနှီးခဲ့တဲ့လုပ်ဖို့ကိုင်ဘက်တွေတောင်ကျွန်တော်ကိုရှောင်ဖယ်လုပ်လာကြတယ်လမ်းမှာတွေ့ရင်တော့စကားမပြောရဲတော့ပဲခေါင်းပဲခက်မြန်ညိပြပြီးသွားကြတာနှလုံးဌာနတစ်ခုလုံးကလည်း PR တွေနဲ့မှိုင်ညွတ်နေတဲ့လေလူကြီးလိုဖြစ်နေတာပေါ့လီကျဲကတော့အရန်ဒေါသထွက်နေတယ်သူကဖုန်းကိုကင်ပြီးအဲ့ဒီဖိုရန်ထဲကလူတွေကိုတွားရန်တွေ့မယ်ဝန်ခိုင်9000ခိုးယူထားတာကိုအကုန်ဖွင့်ချမယ်ဆိုပြီးလုပ်နေတာကျွန်တော်သူ့ကိုတားလိုက်တယ်ဂယုမဆိုင်ပါနဲ့ဒေါသတွေထွက်နေတဲ့ဒီလူငယ်လေးကိုကြည့်ပြီးကျွန်တော်အေးစစ်စစ်ပဲပြောလိုက်တယ်အမှန်တရားကသူ့အလိုလိုစကားပြောလိုက်မယ်ငါတို့အခုတွားညင်းရင်ငါတို့ပဲအမှားလုပ်ထားတယ်လို့ဖြစ်သွားလိမ့်မယ်ဒါပေမဲ့ဆရာသူတို့ပြောနေတာတွေကအရန်လွန်တယ်ဆရာအရင်ကလူနာတွေအတွက်ဘယ်လောက်ပေးဆက်ခဲ့လဲဆိုတာသူတို့တစ်စက်မှမသိကြဘူးငါကိုယ်တိုင်သိရင်လုံလောက်ပါပြီကျွန်တော်သူ့ပကုံးကိုပုတ်ပေးလိုက်တယ်ပြောပါစေ
သူတို့အမြင့်ကိုခုံလေးလေးပြန်ကြလာရင်ပိုနာလေးလေးပဲဒါပေမဲ့ကျွန်တော်လည်းစိတ်မကောင်းမဖြစ်ဘူးဆိုရင်တော့လိန်ရကြမှာပေါ့လူတော်မတိုးဖြစ်တာအပုတ်ချခံရတာတွေကိုဘယ်သူမှတော့အေးအေးဆေးဆေးမခံနိုင်ပါဘူးကျွန်တော်ကတော့အဲ့ဒီခံစားချက်တွေကိုတည်ငြိမ်တဲ့မျက်နှာဖုံးအောက်မှာပဲညှို့နှံထားလိုက်တာပါအပြောင်းလဲကတော့မထင်မှတ်ထားတဲ့နေရာကနေရောက်လာခဲ့တယ်အဲ့ဒီနေ့ကတူနာပြုတ်အုပ်ကြီးကျန်းကကျွန်တော်ကိုခွဲစိတ်ကိရိယာတွေလာပေးရင်ဘယ်သူမှမမြင်တဲ့အချိန်မှာတိုးတိုးလေးကပြောတယ်ဒရိုက်တာချန်အဲ့ဒီကောလာဟာလာတွေကိုဂယုမဆိုင်ပါနဲ့ကျမတို့အားလုံးဆရာကိုယုံကြည်ပါတယ်ဆရာဘယ်လိုလူလဲဆိုတာကျမတို့သိတာပေါ့ခွဲစိတ်ခန်းထဲမှာနေတိုင်းအတူရှိနေတဲ့ကျမတို့ကအတိဆုံးမှာရိုးရှင်းတဲ့စကားတခုံးပေးမယ်အေးခဲနေတဲ့ကျွန်တော်နှလုံးသားကိုချက်ချင်းနှွေးထွေးသွားစေခဲ့တယ်အဲ့ဒီထက်ပိုကြီးတဲ့အံ့ဩစရာတွေလည်းလာပါသေးတယ်ဘယ်သူလုပ်လိုက်လဲတော့မသိဘူးကျွန်တော်အရင်ကလုပ်ခဲ့တဲ့ကောင်းမှုတွေကိုအင်တာနက်ပေါ်တင်လိုက်ကြတာတွေးလွန်ပြီးအသေးအတန်ဖြစ်နေတဲ့မိခင်တယောက်ကိုကယ်ဖို့36နာရီစက်တိုက်အလုပ်လုပ်ခဲ့တဲ့အကြောင်းတွေစင်းရဲတဲ့မိသားစုကကလေးတယောက်အတွက်ကိုယ့်အိတ်ကထဲကနေခွဲစိတ်ခစိုက်ပေးခဲ့တဲ့သတင်းဟောင်းတွေပေါ်ပို့ပြီးထူးခြားတာကကျွန်တော်ကူပေးခဲ့မှုတဲ့လူနာရှင်တွေကပါဖူရန်တဲ့ကကောလာဟာလာတွေကိုတည်သွားပြီးသူတို့ရဲ့ကိုယ်တွေ့အတွေ့အကြုံတွေနဲ့ကျွန်တော်ဘက်ကကာကွယ်ပေးလာကြတာပဲဒရိုက်တာချန်တာမရှိရင်ကျမအမျိုးသားဆုံးသွားတာ3200ရှိပြီးသူကကျမတို့မိသားစုရဲ့ကျေးဇူးရှင်မှာဘသူကသူ့ကိုကျင့်ဝတ်မရှိဘူးလို့ပြောတာလေကျွန်တော်အရင်ဆုံးကန့်ကွက်မယ်ကျွန်တော်သားလေးဒီနေ့ကြောင်းတက်နိုင်တာလမ်းလျှောက်နိုင်တာဟာအဲ့ဒီတုန်းကဒရိုက်တာချန်မအိတ်မနေစူးစမ်းပေးခဲ့လို့ပါသူ့အနောက်မှာအတင်းပြောနေတဲ့လူတွေမင်းတို့အသိစိတ်ရောရှိကြရဲ့လားအခုတော့လူတို့ရဲ့အမြင်တွေကတဖြည်းဖြည်းပြောင်းလဲလာပြီးလူတွေကစေးုံရဲ့စီမံခန့်ခွဲမှုနဲ့လစာပေးတဲ့စနစ်ကိုပါမေးခွန်းထုတ်လာကြတယ်ထိတ်တန်းခွဲစိတ်ဆရာဝန်ကြီးက3000ပဲရပြီးစီမံခန့်ခွဲရေးကလူက9000ရတယ်ဆိုတာတရားမျှတလို့လား